လူချောင်းငွေတယ်လင်မယာအာနားလေကြကိုဘခင်ရဲ့ညစ်သားစိန်ဖို့ညစ်သားမွေးခါနေပြီအခန်းထဲမှာလက်တဲ့တော်ဆုံနှင်းဇနီးထတူမစိန်ဘူးဤအော်တန်ကောင်ကိုဘခင်တယောက်အဖေမှာဖျားရခါနေမိသည်တက်တလောက်မတ်တလောက်ဖျားစာများရွတ်ခါဇနီးတဲ့အစင်းပြပြမွေးဖွားနိုင်ဖို့စူထောက်နေရသည်မွေးပြီဟဲ့မွေးပြီဟမ်လက်တဲ့တော်ဆုံတယောက်မစိန်ဖို့မွေးသည့်ကလေးကိုကြည့်ခါအန်အော်နေမိသည်တော်ဆုံကျောင်းမိမမွေးပြီလားဘာလေးမွေးလေဗျာအော်အေးမွေးပြီဟဲ့ငါအကျင်ရောက်ရင်ဖျော်ပြမယ်ကိုဘခင်ဟုတ်ကဲ့ဒါနဲ့မစိန်ပူတော်နေကောင်းရလားမိမပင်မလို့ခဏမိတ်နေတယ်အကင်မနေဝငါလုံးเสียရှိတာလုတ်ပြီးရင်ထွက်လာဟိမယ်ကိုဘခင်ဟုတ်ကဲ့လက်တဲ့တော်ဆုံလဲအခန်းထဲ၌ရှင်းလင်းเสียမှရှင်းလင်းပြီးမှအခင်တို့ထွက်လာသည်ဟာတော်ဆုံထွက်လာပြီလားဗျာကြားလိုက်တာဗျာဆောင်းရတာမောပေါ့ဖခင်ငေါ်မင်းကိုပြောเสียရှိတယ်ဟုတ်ပြောလေတော်ဆုံရဲ့ပြောပါအေးဒီလိုကွမင်းမိမမွေးတဲ့ကလေးကတာမန်ကလေးမဟုတ်ဘူးလူချုပ်လေးပဲဖျားဟုတ်တယ်မင်းတို့တာဦးလေးဟာတာမန်ကလေးမျိုးမဟုတ်ပဲလူ6လေးမွေးရတာငါလည်းစိတ်မကောင်းပါဘူးကွယ်ဒါပေမဲ့လူ6လေးမွေးလို့မင်းတို့လင်လာစိတ်မညစ်သွားကြနဲ့ကာနကျူးပြမလားရုံးနဲ့နာနဲ့ခွဲနေရပေမဲ့သူလည်းတခြားကလေးတွေလိုအသက်ရှင်နေစွမ်းရှိတယ်ဘာခင်နဲ့ပြီးတော့လူ6ဆိုတာမျိုးဟာသူ့ကိုမွေးဖားပေးတဲ့မိခင်ဘော်ကိုအမတန်မှတိတက်လေမာတဲ့ကလေးမျိုးအချိန်နဲ့အရွယ်ရောက်တဲ့အခါသူ့မိဘကိုဥစ္စာပစ္စည်းတွေရှားပေးပြီးပေးတတ်တယ်ဘာခင်နဲ့လူ6ဆိုပေမဲ့အထင်မသေးနဲ့ဓမြမသိတဲ့ဟာသူသိတယ်အဲ့ဒါကြောင့်မင်းတို့တွေကြီးဝါချမ်းသာလာလိမ့်မယ်လို့ငါယုံကြည်တယ်ဘာခင်ဒါကြောင့်မင်းတို့နှစ်ယောက်ဒီကလေးကိုလူသားတစ်ယောက်ကိုလုပ်ပေးသလိုသူ့ကိုအဆအဆအရာရာဂယုကဆိုင်နဲ့လုပ်ပေးရလိမ့်မယ်နို့တိုက်ချင်းတန်တိုက်အစာကျွေးချိန်ကြရင်ကျွေးရသလိုအဝတ်စားကိုလည်းအရွယ်နဲ့လိုက်အောင်ဆင်ပေးရည်ဘာခင်နဲ့တခုတော့ရှိတယ်ဘာခင်ဘာမှလည်းတဆိုဒီလူ6လေးကိုတညာလက်ထဲမရောက်အောင်မထီကိုက်အောင်စောင့်ရှောက်ပေးရလိမ့်မယ်ကြီးတွေကြောင်တွေကြွက်တွေပွဲစစ်တွေမကိုက်ပေးစေနဲ့သီလားတခြားကလေးတွေကိုလည်းအကင်မခံမိပေးစေနဲ့လူ6လေးကလှုပ်ရှားနေစွာမရှိပေမဲ့ဒီခန္ဓာကိုယ်ပြတ်ရင်သူလည်းပြတ်လိမ့်မယ်ဘာခင်တေချာကျူးဆိုင်ပါဟုတ်ကဲ့ကျွန်တော်တေချာကျူးဆိုင်ပါမယ်ဗျာငါသွားပြီဘာခင်မင်းမိမကိုလည်းအကျိုးတင်အကြောင်းတင်ပြောပြလိုက်ပါကွယ်ငါတခြားလုပ်စရာလေးတွေရှိလို့ပြန်လိုက်အောင်မယ်ဟုတ်ကဲ့လက်တီတော်ဆိုလဲကိုဘခင်ကိုနှုတ်ဆက်ပြီးပြန်သွားလေသည်မကြမီမစင်ဘူးလူချုပ်လေးမွေးသည်ဆိုတဲ့တဲ့င်းကတရွာလုံးဟိုးကြော်သွားပြီးလူချုပ်လေးဟာလာပြီးကြည်ကြလေသည်တယောက်စနေတယောက်ကလေရွာလုံးကျွတ်နီးပါလာပြီးကြည်ရှုကြလေသည်ကိုဘခင်လည်းလူချုပ်လေးကိုထန်းကောက်ဖားဖြင့်တေးချတဲ့ကအများမြင်နိုင်အောင်စပွဲပေါ်၌ပြတာထားလေသည်လက်တရန်တန်ကလေးလူကြီးများအားမကိုင်းစရန်အတန်တန်အားပေါက်မတက်ပြောဆိုနေရလေသည်လူ6လာကြည့်တဲ့အထဲမှာတချို့လူများကလူ6လေးအတွက်လူရသုံးဖို့ဆိုကငွေကြီးများပေးသွားကြလေသည်သူတို့ပေးတဲ့ငွေလေးဖြင့်လက်ဖက်ဆေးလေးတို့ဝဲကလာသမျှဧည့်သည်တို့ကိုတီခင်းဧခံရလေသည်တနေ့ကိုနီးပါလူမပြတ်ပဲလာရုပ်ကြည့်ရှုကြတာမှာကိုဘခင်ကြီးအိမ်တွင်ပွဲတော်ကြီးတစ်ဖွဲစီးကားနေတော့သည်ရွာနီးချုဆက်ကလူများလေတနင်းကြရဲ့လှမ်းများဖင်လာရောက်ကြည့်ရှုကြလေသည်လူ6အားတအန်တော်ကြည်ရင်ပတ်စာများလည်းပေးသွားကြသည်နှစ်ရက်သုံးရက်ခန့်ပါလူပြတ်မသွားပဲအလူရှိုလာရောက်ကြည့်ရှုကြလာမှာကိုဘကင်းနဲ့မစိန်ဘူးတို့လာသည်မြဧည့်သည်များကိုဧည့်ခံရပင်ပန်းနေတော့သည်ညရောက်ဒီနှင့်အလူစုကပေးတော်တော်ငွေကြီးအချုပ်ကိုရေသွဲ့ရင်းလင်မယားနှစ်ယောက်ပြုံးရွှင်နေတော့သည်မစိန်ဘူးဒေါ်ဆုံပြောတော့တဲ့စကားကတိတ်မှန်နာမယ်ကွာဘာကိုလဲကိုဘခင်းနဲ့ငါတို့သားလေးဟာလူ6လေးဆိုပေမဲ့မိဘတွေထိတဲ့ငါတို့ကိုဥစ္စာပစ္စည်းရှာဖွေပေးနေတာကိုလေဟုတ်တယ်နော်ဒါတော့ရသားလေးပဲရှိသေးတယ်သူရရွယ်ရုပ်တဲ့အခါကျုပ်တို့လင်မယားကိုဘာတွေများရှာဖွေပေးမလဲမသိဘူးဒါပေမဲ့ရှင်သားလေးခမတနာစရာတများတည်းလို့လူသားစင်စစ်မဟုတ်ရှာဘူးလေမစိန်ဘူးရဲ့သူ့အကျိုးပေးကြောင့်ဒီဘဝမှာအခုလိုဖြစ်နေရပါနဲ့နောင်ဘဝမှာငါတို့သားလေးကမိဘကိုလုတ်ကင်ကျွေးလို့လူသားစင်စစ်ပြန်ဖြစ်မှာပါကွာကျမလည်းအဲ့လိုဖြစ်ပါစေလို့ဆုတောင်းပါတယ်ရှင်ကဲအချိန်မရှိတော့ဘူးအိတ်တော်နေအောင်ကျမတို့သားလေးကိုနှုတ်တိုက်ရအောင်မလေးဒါဖြင့်ယွန်းကွက်ထဲညွတ်ထဲဒီသွားတိုက်ကြတာပေါ့မစိန်ဘူးလေတိုက်နေကြဖြစ်တဲ့ဖန်ကွက်လေးထဲသို့နှုတ်ညွတ်ထဲလိုက်ပြီးထန်းကောက်ဖားလေးအနားရိုက်ချပေးထားလိုက်သည်တခိုးရန်ကြောင်ညံကိုရတဲ့အတွက်ထန်းကောက်ဖားလေးကိုမိမိတို့အိယာဘေးတွင်သာထား၍အိတ်ကြလေသည်နောက်တည့်ရက်ဒီနှင့်ကိုဘခင်ရှင့်ကိုမေးရအောင်မယ်တော့
ဘာလဲမစိန်ဘူးလေမေးလီ ကျမတို့သားလေးကိုနာမည်ပေးရအောင်ပါမယ်တော့ရှင်ဘီလိုပေးမယ်လို့စဉ်းစားထားလေငါတိတ်ပြီးမပေးတတ်ပါဘူးကွာမဲဟာမင်းစဉ်းစားပြီးပြီးကြည့်ပေါ့ကျမတို့မွေးထားတာကယောက်ျားလေးလည်းဖြစ်တာဦးလည်းဖြစ်နေတာဆိုတော့သူ့နာမည်ကိုတာဦးလို့ပဲပေးလိုက်ကြတာကောတာဦးမဆိုးပါဘူးအဲ့နာမည်ကောင်းသားမယ်ဒါဆိုကျမတို့သားလေးကိုတာဦးလို့ပဲခေါ်လိုက်ကြတာပေါ့ကဲနမဲကင်မွန်တက်ပြီးရင်လေကျွန်တော်မျိုးလဲတဲ့ထွက်လိုက်အောင်မယ်ဟုတ်ပြီလားဟုတ်ပါပြီရှင်အလုပ်ပြီးရင်စောစောပြန်လာခဲ့ဦးအေးပါဟာကိုပါခင်လေသူများလဲမှာတရင်ငါလူနေရသည်မို့ခတ်တော့ပင်အေးမထွက်လာခဲ့တော့သည်ဖခင်ရောက်နေပြီလားဟာအခုလေးတင်မဲရောက်တယ်ကိုသိန်းရဲ့အေးကွာငါလည်းမအားတာနဲ့မင်းစီတောင်မရောက်ဖီးဘူးပါခင်အခုတောင်ဦးစိုးထွန်းလဲမှာတရင်ငါလာလို့ရင်းနဲ့မှမင်းတို့တွေ့ရတာဘယ်လိုလဲအစင်ပြေရလားပါခင်ဒီလိုပါပဲဗျာတနေ့လုံးမှတနေ့စားဘွားပဲပေါ့ကိုသိန်းတော်အစင်ပြေကြရဲ့လားရကုန်းဘွားပဲပေါ့ပါခင်ငါမိန်းပါကသူများမိန်းပါတွေလို့မဟုတ်ဘူးကွာအတုံးအဖြုံးကကြမ်းပါပဲနဲ့ချွေသားစားတော့ဖို့ပြောပေမယ်အင်ကမိန်းမကပြောလို့ကိုမရဘူးကွာတဖြည်းဖြည်းနဲ့နားချကြည့်ပေါ့ကိုသိန်းနောက်တော့သူလဲနားလဲလာမှာပါအေးပါဒါနဲ့မင်းမအောင်နေကောင်းရဲ့လားကွာကောင်းတယ်ကိုသိန်းရဲ့အခုမနက်တောင်သားကိုနမဲပေးခိုင်းနေလို့ကိုသိန်းရဲ့ဟမ်ဟုတ်လားဘယ်လိုပေးလိုက်တယ်လဲကျုပ်မပေးတတ်ပါဘူးဗျာသူကသူပေးလိုက်တာပဲသားကြောင့်ကြားလေးလဲထစ်ကျုပ်တို့လင်မယားလားသားဦးလဲထစ်နေတော့မွေးတဲ့ကလေးကိုသားဦးလိုပဲပေးလိုက်တယ်လေမဆိုးပါဘူးမင်းမကနမဲရွတ်တတ်တာပဲကွာငါကြားဘူးတာကတော့လူเจ้าလေးတွေဟာသူတို့မိဘတွေကိုချမ်းသာနေထိုင်နိုင်အောင်ရွှေတွေငွေတွေပေးတတ်တယ်လေကွာဟုတ်လားကျုပ်တို့ကတော့ရွှေတွေရလို့မပေးသေးဘူးဗျာသားကိုလာကြည့်ကြတဲ့သူတွေကတော့သားလေးအတွက်ဆိုပြီးငွေစအနေပါတော့ပေးသွားကြတယ်ကိုတန်းရဲ့အေးအဲ့ဒါကလည်းသူမိဘတွေကိုတဖလန်တာကူညီပေးတဲ့သဘောဖြစ်မှာပေါ့ကွာမင်းတို့သားလေးကလည်းအခုမှရပ်ပိုင်းပဲရှိသေးတာမဟုတ်လားနောက်သူအသက်ကြီးလိုက်ရဲ့မင်းတို့ကိုရွှေငွေတွေရှာပေးမယ်လို့ငါတော့ယုံကြည်တယ်အဲ့ဒါတို့ဖြစ်ပါစေလို့ပဲဆူတောင်းပါတယ်ဗျာကိုပါခင်လဲကိုသိန်းလဲစကားပြောရင်လုတ်ဆရာရှိသည်များကိုလုတ်ကင်နေသည်ဆမ်မီယန်ကိုပါခင်နဲ့မစိန်ဖို့တို့မွေထားသည်တားဦးလေးပင်၈နှစ်အရွယ်တို့ပင်ရောက်လာခဲ့သည်တညအတွင်တော့အမေတို့သားကိုနာမည်ဖေးရအောင်မှာတော့သားကိုရှင်ဝတ်ချင်တယ်အမေသားရဲ့အမေတို့မှစားဖို့တော့အနိုင်ဖေးရတာဆိုသားကိုကိုရင်ဝတ်ပေးဖို့ဆိုတာအမေတို့အတွက်မလွယ်ဘူးသားရဲ့အမေစိတ်မကောင်းပါဘူးကွအဲ့အတွက်တော့ဘာမှမပူပါနဲ့အမေဒီမှာသားကိုရှင်ဝတ်ပေးဖို့နေရာမှာသုံးဖို့ဟမ်ရွှေကျူးလေးပါလားသားရဲ့ဒါကိုသားဖဲကရလာတာလေသားသူများပစ္စည်းတွေခိုးလာတာလားသားဟာအမေကလည်းပြောရမယ်သားဘသူပစ္စည်းကိုမှမခိုးပါဘူးဗျာဒါသားအစွမ်းနဲ့ရှာထားတဲ့ပစ္စည်းဗျာသားကကခြားလူတွေလိုမှမဟုတ်တာဒီတန်ဖိုးကြီးပစ္စည်းကိုဘယ်လိုအစွမ်းအစားနဲ့ရှာနိုင်ပါလဲသားရဲ့အော်အမေရဲ့သားတို့လူကြောင်လေးတွေကအမေတို့လူသားတွေလိုအလုတ်လုတ်ပြီးရှာပေးမနိုင်ပေမဲ့ပိုင်ရှင်မတ်ဥစားပစ္စည်းတွေကိုတော့ကိုယ့်ရဲ့ကုသိုလ်ကံရှိသလောက်ကိုမိဘကိုရှာပြီးပေးလို့ရပါလေဗျာဒါကြောင့်အမေကဒီရွှေကျိုးကိုစိတ်တန်တန်နဲ့ယူထားပြီးတော့တားပြောတာမမိတ်နဲ့နော်အမေတားကိုကိုရင်ဝတ်ပေးပါတားတကန်းစည်းချင်တဲ့အမေရဲ့ဟမ်ဒေါ်စင်ပုလဲအိမ်မကဖြစ်ခနဲ့လက်နိုးသွားသည်အိမ်မကနူနိုးချင်းလက်ထင်းနိုင်အရာဝတ္ထုတစ်ခုကိုစုပ်ကိုက်ထားမိလေသည်ဒေါ်စင်ပုလဲမီးရင်ကိုထွန်ပြီးကြည့်လိုက်ရာဟဲရွှေဆွဲကျူးလေးပါလားဒါငါသားလေးကလာပေးသွားတာပဲကိုပါခင်ထားအောင်ပါဘာလဲကွာဒီမှာကြည့်စမ်းပါဒါဘာလဲသိလားဟမ်ဒါရွှေဆွဲကျူးမလားမင်းဘဲကရတာလဲမိမကျမတို့တာဦးလေးကပေးတာရှင်ဘာ
ဘလို့ဒီလိုလေးကိုပါခင်ရဲ့အခုနကျမကိုတားလေးကအိမ်မက်ပေးတယ်ရှင်အိမ်မက်ထဲမှာတားလေးကကိုရင်ဝစ်ချင်တယ်လို့ပြောတယ်အဲ့ဒါနဲ့ကျမကကိုရင်ဝစ်ပေးဖို့အမေတို့မှအဆင်မပြေလို့တားရဲ့လို့ပြောတော့တားဦးလေးကအမေတဲ့ဒီရွှေဆွဲကြိုးကိုယူပြီးတားကိုတကန်းစီပေးပါအဲ့ဒါလို့ပြောပြီးကျမလည်းလက်နိုးသွားတာပဲဒါဆိုသူပြောတဲ့အတိုင်းငါတို့တားဦးလေးကိုတကန်းစီပေးကြတာပေါ့ကွာဒါနဲ့ကိုပါခင်ရဲ့မေးပါစေဦးမတားဦးလေးကတခြားကလေးတွေလိုပါမဟုတ်တာတားကိုဘယ်လိုတကန်းစီပေးရမှာလဲကျမတော့နားမလဲဘူးဒါကတော့ဆရာတော်ကိုပဲမင်းမြန်းကြည့်ရမှာပေါ့မိမရဲ့မင်းမြန်းပြီးမှပဲတားအတွက်လူအပ်တာလို့ပေးကြတာပေါ့ရှင်မနက်လင်းသီးလဲအတူဥပခင်လဲရွာဦးเจ้าဆရာတော်အထံသို့တွားပြီးလက်ရောက်ထားသည်ဆရာတော်အားတီးလို့တမန်မင်းမြန်းပြီးသည်နဲ့အတူအိမ်သို့ပြန်လာခဲ့လေသည်ကိုပါခင်ဆရာတော်ကဗာမင်းလိုက်လဲအေးတားအကျော်ဝမ်းသာဆရာပဲကွာတားကိုတခြားကလေးတွေလိုတကန်းစီလို့ရတယ်တဲ့ဒါပေမဲ့တပတ်လောက်ပဲဝတ်ခွင့်ပြုမယ်လို့ဆရာတော်ကြီးကမင်းတယ်ဟာတပတ်ဆိုလည်းမဆိုးဘူးတားဦးလည်းသူ့စန္ဒာတွေပြေဝသွားမှဆိုတော့ပျော်နေရှာမှာပဲအေးမနေ့ဖြန်ကြလေမင်းနဲ့ငါမြို့တက်ပြီးတော့ရွှေဆွဲကြိုးကိုရောင်းကြမယ်ပြီးရင်တားတဲ့တကန်းပွဲပြီးဆရာတော်ထံမှာတကန်းစီဖေးကြတာမကောင်းဘူးလားကောင်းတယ်နောက်နေ့ရောက်သည်နဲ့အတူဥပါခင်းနဲ့တော်စိန်ပူလဲမြို့တက်ပြီးရွှေဆွဲကြိုးအားထူးခက်ရောင်းချလိုက်ကြသည်ကံကောင်းကျင်တော့ရွှေဆွဲကြိုးရောင်းချလိုက်ရာတင်းချီပြီးရလိုက်ကြသည်လိုအပ်သည့်ပစ္စည်းများအားဝယ်ယူပြီးမှရွာသို့ပြန်လာကြသည်